အားလုံးသောမိတ်ဆွေပေါင်းမင်္ဂလာပါတနင်္ဂနွေသားသမီးတွေအတွက်4ရက်12လ2025မှာ10ရက်12လ2025ဒီပဲဖြစ်ပါတယ်တနင်္ဂနွေသားသမီးတွေရဲ့ယင်ထဲမှာအဝေးတနေရာနဲ့ပတ်သက်ပြီးသတင်းကောင်းဆက်သွယ်ကောင်းလိုချင်တယ်လုပ်ငန်းတစ်ခုဝင်ငွေတစ်ခုရရှိအောင်ကြိုးစားပြင်မယ်လဲဘယ်အရာမှကိုစိတ်တိုင်းကြမဖြစ်တဲ့အတွက်ကြောင့်အဲ့လိုအကြောင်းအရာတွေနဲ့ပတ်သက်ပြီးကိုမှရှေ့ဆက်အင်တိုင်းအားတိုင်းကြိုးစားဖို့လုပ်ဖို့ကိုင်ဖို့အကြောင်းအရာကိုအခုယင်ထဲမှာစဉ်းစားတွေ့တော့နေပါတယ်မျောလင်းတောင်းတရည်ရွယ်ချက်ကတော့စီးစရာရင်ထားနဲ့ပတ်သက်ပြီးတွားရေးလာရေးနဲ့ပတ်သက်ပြီးသူများကိုကူညီတဲ့ကိစ္စအစစရရအဆင်ပြေဖို့ကိုဒါကိုယ့်ရဲ့ရင်ထဲမှာမျောလင်းတောင်းတနေပါတယ်တနင်္ဂနွေသားသမီးတွေမှာမမျောလင်းမဲ့ဘယ်လိုဟာမျိုးကြုံမလဲကန်စာတာအနေနဲ့ငွေကြေးလက်လာပရှင်လန်းခြင်းကံကောင်းခြင်းတွေကြုံမယ်လက်ရှိကိုလောက်ကင်နေသောပတ်ဝန်းကျင်နေရာထိုင်ခင်းနဲ့ပတ်သက်လို့ရှင်တော့နည်းနည်းလေးစိတ်တိုင်းမကြစရာမျိုးဖြစ်ပေါ်တတ်တယ်ကြုံတွေ့ရတတ်တယ်စိတ်ညစ်စရာပူပင်တော့ကအနေနဲ့ကတော့အဝေးတနေရာကိုအကြောင်းပြုပြီးတော့သွားဖို့လာဖို့အဲ့ဒီအခက်အခဲဒုက္ခတွေကိုကျော်လွှားနိုင်အောင်ရှေ့ဆက်ဖို့ကိုဒါကိုယ့်ရဲ့ရင်ထဲမှာစိတ်ညစ်ပူပန်မှုတွေဖြစ်ပေါ်နေရတတ်ပါတယ်ငယ်ရွယ်တဲ့တနင်္ဂနွေသားသမီးတွေကန်စာတာမှာယောက်ျားအနောက်ရှက်မိန်းမအနောက်ရှက်ကြုံတွေ့ရတတ်တယ်အစတုန်းကတော့အကောင်းမှတ်ပြီးကိုယ်မှပါရမိတာပေါ့တဖြည်းဖြည်းနဲ့စိတ်ညစ်ရတာပိုပြီးတော့ဒုက္ခတွေရင်ဆိုင်ရတာအဲ့လိုဟာမျိုးတွေငယ်ရွယ်တဲ့သူများကိုကြုံတွေ့ရတတ်ပါတယ်ဘဝအောင်မြင်မှုနဲ့ပတ်သက်လို့ရှိရင်ဒီချိန်မှာအနောက်ရှက်မျိုးစုံကြုံတွေ့ရတတ်တယ်လို့ပြထားပါတယ်အိမ်အောင်ရှင်တနင်္ဂနွေသားသမီးများဖို့ကတော့ကိုယ့်ရဲ့အိမ်အောင်ဘက်ကအောင်မြင်မှုရရှိလိမ့်မယ်နည်းနည်းတော့ပင်ပန်းစိတ်ဆင်းရဲမှုတွေကြုံတွေ့ရနိုင်တယ်အဲ့တော့ကိုယ့်ရဲ့အိမ်အောင်ဘက်ကသူ့အလုပ်ကိုပဲဦးစားပေးတယ်ကိုယ့်ကိုကျင်နာမှုဂရုစိုက်မှုအဲ့လိုဟာမျိုးတွေနဲ့ပတ်သက်ပြီးလုံးဝမရှိတာမျိုးဖြစ်တတ်တယ်အဲ့ဒီအတွက်ကြောင့်တစ်ခါတစ်ခါမှာအင်မတန်စိတ်ကုန်စရာမျိုးတွေတွေးမိတာမျိုးဖြစ်ပေါ်တတ်ပါတယ်အဲ့တော့သူဝါသနာပါလို့သူစူးစမ်းနေတာပဲကိုကအားပေးရမှာပေါ့ကူညီရမှာပေါ့နားလည်မှုပေးရမှာပေါ့အဲ့ဒီပုံစံမျိုးနဲ့ရှေ့ဆက်ပါအားလုံးအဆင်ပြေသွားပါလိမ့်မယ်ဒီဝါသနာပါလို့ထီထိုးခြင်းတဲ့တနင်္ဂနွေသားသမီးများဖို့ကတော့တစ်ပင်တွေရဲ့အနီးနားမှာရှာကြည့်ပါအဲ့ဒီနေရာမှာမိတ်ဆွေအတွက်အကျိုးပေးသောကဏ္ဍတစ်စုံတရာတွေ့ရပါလိမ့်မယ်ညနာလေးပြေပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရရအနေနဲ့ကတော့အဝေးတနေရာကအမျိုးတော်သောမိတ်ဆွေများကိုယင်းဤသောမိတ်ဆွေလည်းရတယ်အမျိုးတော်သောမိတ်ဆွေလည်းရတယ်အဲ့ဒီလိုပုံကိုယ်တွေကိုတပည့်မျက်နှာတုပ်ဘဝစောင်းစသည်အားဖြင့်အဲ့လိုဟာမျိုးတွေလှူဒန်းလိုက်ပါအဲ့လိုလှူဒန်းတဲ့အချိန်ကလည်းစတင်ပြီးတနင်္ဂနွေသားသမီးတွေဖို့တိတိတသာကံထူးခြားကောင်းမွန်သွားပါလိမ့်မယ်လို့ပြောရင်ကျွန်တော်ရဲ့တပတ်စာပေးတင်ဟောပြောမှုကိုဒီမှာပဲညီကုန်းချုပ်ပြရစီကျွန်တော်ကျော်စိန်ဖန်ပါကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့ဒါပါပဲအားလုံးဆက်ဆက်ရအဆင်ပြေကြပါစေတနင်္လာသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါတနင်္လာသားသမီးတွေအတွက်4ရက်12လ2025မှာ10ရက်12လ2025ဒီပဲဖြစ်ပါတယ်တနင်္လာသားသမီးတွေရဲ့ရင်ထဲမှာမိသားစုလိုက်ဒီတဲ့ကောင်းတဲ့နေရာကိုရွှေ့ပြောင်းဖို့တွာလာဖို့အဲ့တော့ရေရှည်အတွက်အဆက်အရအဆင်ပြေအောင်လုပ်ဖို့ကံဖို့ကိုအခုရင်ထဲမှာစဉ်းစားပြီးတော့နေပါတယ်မျောလင်းတောင်းတရည်ရွယ်ချက်ကလုပ်ငန်းတစ်ခုဝင်တစ်ခုနဲ့ရပ်တည်နိုင်ဖို့အောင်မြင်အောင်လုပ်ဖို့အခက်အခဲဘလောက်ပဲရှိရှိအဲ့တော့အစွမ်းကုန်ကြိုးစားဖို့ဟိုဒါကိုရဲ့ရင်ထဲမှာမျောလင်းတောင်းတနေပါတယ်မင်္ဂလာကိစ္စတွေနဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်းအားလုံးအဆင်ပြေပြေချောချောမှုတွေဖြစ်ဖို့ကိုလည်းဒါတကူရဲ့ရင်းထဲမှာမျောလင်းတောင်းတနေပါတယ်မမျောလင်းမဲနဲ့ဘလို့ဟာမိုးကြုံမလဲဆိုလို့ရှင်တော့ရသမျှအခွင့်အရေးဝင်သမျှငွေကြေးကြိုးစားသမျှအရာခတ်သိမ်းသည်ကြကြနနမစုမိတာအဲ့တော့ကိုယ့်အတွက်မကြံတာအဲ့လိုဟာမျိုးအဖြစ်မျိုးတွေနဲ့ကြုံတွေ့ရတတ်တယ်ကိုကဘာလဲဆိုလို့ရှင်နောင်တတွေနဲ့အခုမှပြည့်နေနေရတတ်တယ်အဲ့တော့နောင်တဆိုတာငါဒီလိုလုပ်ရင်ကောင်းမှာပဲဒီလိုမလုပ်မိတဲ့အတွက်ကြောင့်ငါမှမဆူတောင်းမိတာမကြံတာစသည်အားဖြင့်အဲ့လိုဟာမျိုးအတွေးတွေနဲ့ကိုမှကိုအားမလို့အားမရခံစားရတတ်တယ်ဗျာစိတ်ညစ်စရာအနေနဲ့ကတော့ငကားမှန်းသိအောင်အမောက်ထောင်ပြခြင်းနဲ့လူတွေပေါ်မကျင်တတ်ဘူးဒေါသထွက်တယ်ဝမ်းနည်းစရာတွေအတွက်ကိုမှစိတ်ညစ်နေရတတ်တယ်ကိုကောင်းလို့မကောင်းဘူးအဲ့ဒီအတွက်ကြောင့်တနင်္လာသားသမီးတွေဒီကာလအတွင်းမှာဝမ်းနည်းစိတ်ပြက်ကြေကွဲပွေရာတွေကြောင့်ပူပင်တော့ကများနေရတတ်တယ်လို့ပြထားပါတယ်ငယ်ရွယ်တဲ့တနင်္လာသားသမီးတွေကန်စာတာမှာဆိုလို့ရှိရင်တော့ကိုသိကျင်တဲ့ကိစ္စကိုလေ့လာမယ်စုံစမ်းမယ်ထောက်လှမ်းမယ်ကိုလည်းအားမလို့အားမရအတော်ဖြစ်တတ်တယ်ချစ်ချင်းမြတ်တာနဲ့ပတ်သက်လို့ရှိရင်လဲ
ငါများမှားပြီလားဆိုတဲ့ပုံစံမျိုးတွေအတွေးတွေနဲ့အချိန်ကုန်တာမျိုးဖြစ်ပေါ်တတ်ပါတယ်အိမ်အောင်ရှင်တနင်္လာသားမီးများဖို့ကတော့ကိုယ့်ရဲ့အောင်မြင်မှုကြောင့်အဆအရာသူများချီးမွမ်းတာအကောင်းပြောခြင်းခံရတာအားကြစရာကြုံရတာအဲ့ဒါလိုဟာမျိုးကြုံတွေ့ရလိမ့်မယ်ဒါပေမဲ့မမျော်လင့်ပဲစိတ်အနှောက်အယှက်ဖြစ်စရာလေးတွေတော့အနည်းငယ်တွေ့ပါတယ်လူများတွေအမြင်မှာတော့ကုကိုအစဉ်ပြေနေတယ်အားကြပွဲရလို့ထင်ပေမဲ့ကိုယ့်ရဲ့ရင်ထဲကပူပင်တော့ကတွေဘယ်သူမှမသိနိုင်ဘူးမမြင်နိုင်ဘူးအဲ့ဒါလိုဟာမျိုးတွေဖြစ်ပေါ်တတ်ပါတယ်အဲ့တော့အိမ်အောင်ရေးနဲ့ပတ်သက်လို့ရှိရင်ကိုကပဲဥဆောင်ရတာကိုကပဲပင်ပန်းတာအဲ့ဒါလိုဟာမျိုးတွေဖြစ်ပေါ်တတ်တယ်ထီဝသနာပါလို့ထီထိုးခြင်းများထီထိုးခြင်းတဲ့သူတွေဖို့ကတော့အိယာတွေရဲ့အနီးနားမှာရှာကြည့်ပါညနာတွေပြေပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရရအနေနဲ့ကတော့အိမ်သာရေစေးခြင်းတောက်ရည်ဦးကိုယ်တိုင်ရေလဲခြင်းတောက်ရည်လှူခြင်းအဲ့ဒီဥစ္စာတစ်ခုခုလုပ်လိုက်ပါအားလုံးအဆဆရာအဆင်ပြေသွားပါလိမ့်မယ်တနင်္လာသားသမီးများအတွက်တပတ်စာပေတင်ကတော့ဒီမှာပဲညီကုန်းချုပ်ပါပြီကျွန်တော်မိတ်ဆွေတနင်္လာသားသမီးရောက်တိုင်းကျမ်းမာချမ်းသာလိုအပ်ဆန္ဒပြုရပါစေလို့ဆန္ဒပြုမေတ္တာပို့ပါတယ်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့ဒီမှာပါကဲဒီလောက်ပါအင်္ဂါသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါအင်္ဂါသားသမီးတွေအတွက်4ရက်12လ2025မှာ10ရက်12လ2025ဒီပဲဖြစ်ပါတယ်အင်္ဂါသားသမီးတွေရဲ့ယင်ထဲမှာဘသူ့ကိုမှအတိမပေးပဲလုပ်တဲ့ကိစ္စကိုသဘောနဲ့ကိုကြိုးစားတဲ့ကိစ္စကိုသဘောနဲ့ကိုလုပ်တဲ့ကိစ္စတွေကမှားများမှားပြီလားငါရွေးချယ်တဲ့ဟာတွေမှားများမှားပြီလားဆိုတဲ့အဲ့တော့ဘယ်လိုလုပ်ရမှမသိဘူးဖြစ်တတ်တယ်ဒီကာလအတွင်းမှာရှေ့လည်းမတိုးတာနောက်လည်းမဆုတ်တာဘသူ့ကိုအားကိုးလို့အားကိုးမှမသိဘူးအဲ့ဒါလိုအကြောင်းရတယ်ကိုအခုယင်ထဲမှာစဉ်းစားတွေးတော့နေတယ်ငါများမှားပြီလားဆိုတဲ့အတွေးတွေယင်ထဲမှာပြည့်နေတာမျိုးတွေဖြစ်ပေါ်တတ်ပါတယ်မျောလင်တောင်းတရည်ရွယ်ချက်ကမိမိကိုဒုက္ခပေးတဲ့လူကလေးစားချေခြင်းနဲ့ရဲရဲဆက်ဆက်တုတ်ပြန်ခြင်းနဲ့အဲ့ဒီအတွက်ကြောင့်ဒါကိုယ့်ရဲ့ရင်ထဲမှာဖြစ်ချင်တာဖြစ်ပြင်းမှုနဲ့ပြစ်တဲ့တန်လာတန်တဲ့ထင်လုံမယ်ဆိုတဲ့ရည်ရွယ်ချက်တွေဒါကိုယ့်ရဲ့ရင်ထဲမှာမျောလင်တောင်းတနေပါတယ်ကိုကမှမလုပ်ရင် तू ကကိုယ့်ကိုလုံမှာဘူးအဲ့ဒါကြောင့်မလို့အဲ့ဒီဆုံးဖြတ်ချက်တွေချမိတာမျိုးချပြစ်တာမျိုးတွေဖြစ်ပေါ်တတ်ပါတယ်မမျော်လင့်မဲ့နဲ့ဘယ်လိုဟာမျိုးကြုံမလဲဆိုလို့ရှင်တော့ခေါင်းပူခေါင်းရှုပ်စိတ်ညစ်စရာတွေကြုံတွေ့ရတတ်တယ်ကြံစီသမျှတွေလွဲချော်တတ်တယ်ကိုယ့်ရဲ့အကြံစီတွေအထမမြောက်ခြင်းမအောင်မြင်ခြင်းတိုးလိုတန်လန်းဖြစ်ခြင်းဆိုတဲ့ဟာမျိုးတွေဖြစ်ပေါ်တတ်ပါတယ်ဟိုဟာလည်းလက်စာမတက်ဒီဟာလည်းလက်စာမတက်အဲ့လိုဟာမျိုးတွေအင်္ဂါသားသမီးတွေမှာဖြစ်ပေါ်တတ်တယ်စိတ်ညစ်စရာအနေနဲ့အင်္ဂါသားသမီးတွေမှာကြီးပွားဖို့ချမ်းသာဖို့အောင်မြင်အောင်လုပ်ဖို့အတွက်ကိုယနေ့အချိန်ထိကိုအားမလို့အားမရဖြစ်ပြီးစိတ်ညစ်နေရတတ်ပါတယ်ငယ်ရွယ်တဲ့အင်္ဂါသားသမီးတွေကန်းစားတာမှာစိတ်ပင်ပန်းလူပင်ပန်းဖြစ်စရာတွေကြုံတွေ့ရတတ်တယ်အခြေရင်းနဲ့ပတ်သက်လို့ရှင်လည်းစိတ်ပင်ပန်းဘဝအောင်မြင်မှုနဲ့ပတ်သက်လို့ရှင်လည်းပင်ပန်းနွမ်းနယ်မှုအဲ့လိုဟာမျိုးတွေအဆအရာခံစားရတတ်တယ်ဖြစ်ပေါ်တတ်ပါတယ်အိမ်အောင်ရှင်အင်္ဂါသားသမီးများဖို့ကတော့ကောင်းသောကံကြမ္မာတွေအလှည့်ပြောင်းနေလာတတ်တယ်တဖြည်းဖြည်းနဲ့ကောင်းသောပြောင်းလဲခြင်းတိုးတက်ခြင်းဆိုတဲ့အခြေအနေကိုရရှိပါလိမ့်မယ်လေဗျာအဲ့တော့အရင်တော့ကိုယ့်ကိုနှိမ်ခဲ့တာတွေဒီကာလအတွင်းမှာကိုယ့်ဘက်ကတပန်းတာသွားပြီးအောင်မြင်မှုရပါလိမ့်မယ်အဲ့တော့ကိုယ့်ဘက်ကအနိုင်ရနေပြီလို့ပြထားပါတယ်ဒါအိမ်အောင်ရေးနဲ့ပတ်သက်တဲ့အခြေအနေအဲ့တော့ဒီဝါသနာပါလို့ဒီတို့ခြင်းနဲ့အင်္ဂါသားမီးများဖို့ကတော့မိသားစုတာယာချမ်းမြေပဲအဲ့လိုဓာတ်ပုံတွေပျော်ပျော်ရွှင်ရွှင်ရိုက်ထားသောဓာတ်ပုံတွေရဲ့အပေါ်မှာရှားကြည့်ပါအဲ့ဒီအပေါ်မှာမိတ်ဆွေတို့အတွက်အကျိုးပေးသောကဏ္ဍတစ်စုံတရာတွေ့ရပါလိမ့်မယ်ညနာတွေပြေပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရရအနေနဲ့ကတော့ကိမုံတစ်လုံးကိုခြေမွှပြီးတော့လမ်းစုံလမ်းကွာမှာပြစ်ထားပဲဖြစ်ဖြစ်အမိုက်ဘုံမှာပြစ်ထားပဲဖြစ်ဖြစ်လမ်းဘေးမှာချတာပဲဖြစ်ဖြစ်အဲ့လိုဟာမျိုးတစ်ခုခုလုပ်လိုက်ပါငါတန်နေခံငါမှရှိနေတော့ညံ့နေအားလုံးဒီကိမုံနဲ့တူတခါတည်းပသွားစေဆိုပြီးပြောပြီးတော့အဲ့တိုင်းလေးလုပ်လိုက်ပါအဲ့ဒီအချိန်ကနေစတင်ပြီးတော့တိတိတတ်တာကန်စာတာညံ့နေအားလုံးကိုယ့်စီကိုရောက်လာမဲ့အစိုးတွေအားလုံးပပျောက်သွားပါလိမ့်မယ်လို့ပြောရင်းအင်္ဂါသားသမီးများအတွက်ဒီမှာပဲညီကုန်းချုပ်ပြရစီကျွန်တော်ကျော်စိန်ဖန်ပါအင်္ဂါသားသမီးရောက်တိုင်းကျမ်းမာချမ်းသာလိုအပ်ဆန္ဒပြုပါပါစေဗုဒ္ဓဘုသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါဗုဒ္ဓဘုသားသမီးတွေအတွက်4ရက်12လ2025မှာ10ရက်12လ2025ဒီပဲဖြစ်ပါတယ်ဗုဒ္ဓဘုသားသမီးတွေရဲ့ယင်ထဲမှာကိုယ့်ရဲ့မိသားစုတတရာရာပျော်ပျော်ရွှင်ရွှင်တိုက်ဝန်းအပူပင်ကင်းမဲ့စွာနေထိုင်ဖို့ရက်တီဖို့ရေရှည်အတွက်
ကန်ကောင်းတဲ့သူတွေမှာရမယ်အိမ်ကောင်းကောင်းလေးပေါ့နော်အဲ့ဒါလိုဟာမျိုးလေးမြင်မြန်ဆန်ဆန်ရရှိပြီးတော့အေးချမ်းချမ်းလေးဖြစ်အောင်ကြိုးစားဖို့အခုရင်ထဲမှာစဉ်းစားတွေးတော့နေတယ်မျောလင်းတောင်းတရည်ရွယ်ချက်ကလုပ်ငန်းတွေလုပ်တဲ့အခါမှာနောက်မဆုတ်ဖဲဇွဲလုံးလာဝရိယနဲ့တပြည့်ပြည့်နဲ့အောင်မြင်အောင်ကြိုးစားမယ်အဲ့တော့မပြည့်ဖြစ်အောင်လုပ်မယ်ပင်မရင်ပင်မပါစေအဲ့တော့ကိုကြိုးစားတဲ့လောက်ပင်မခံပြီးတော့အောင်မြင်အောင်လုပ်မယ်ဆိုတဲ့အတွေးတွေဒါကိုယ့်ရဲ့ရင်ထဲမှာမျောလင်းတောင်းတနေပါတယ်မမျောလင်းမဲနဲ့ဘယ်လိုအမှုကြုံမလဲအားလုံးရဲ့ချစ်ခင်ခြင်းကျင်နာခြင်းသိမြတ်ခြင်းအဲ့ဒါလိုအခွင့်အရေးကောင်းတွေရရှိပါလိမ့်မယ်ကိုယ့်ရဲ့စေတနာမေတ္တာတွေလည်းတစ်ဖက်လူကရင်ပတ်ကြီးကိုဓာတ်နဲ့ခွဲပြတရားမလိုဘဲနဲ့နားလေသဘောပေါက်သွားပါလိမ့်မယ်လို့ပြထားပါတယ်မမျောလင်းမဲချစ်ခင်ခြင်းကျင်နာခြင်းစမ်းပွင့်ခြင်းအဲ့ဒါလိုအဖြစ်မျိုးတွေကြုံတွေ့ရပါလိမ့်မယ်စိတ်ညစ်စရာအနေနဲ့ကတော့ဗုဒ္ဓဟူသားသမီးတွေမှာအရင်ကကြိုးစားလာတာကြီးပွားဖို့ချမ်းသာဖို့အခြေအနေကောင်းလေးရရှိအောင်ကြိုးစားဖို့ကိုအခုချိန်ထိကိုမှဟုတ်မှဟုတ်ရဲ့လားကိုမယုံတော့ယုံတော့နဲ့စိတ်ညစ်နေရတတ်တယ်အဲ့တော့စိတ်မညစ်ပါနဲ့ကိုယ့်ရဲ့ရင်ထဲမှာချမ်းသာခြင်းနဲ့စိတ်အောင်မြင်အောင်လုပ်မယ်ဆိုတဲ့စိတ်ဆန္ဒရှိရင်ကျိန်းတွေကိုအောင်မြင်ပါလိမ့်မယ်ကိုယုံကြည်မှုအပြည့်အဝထားပါလို့အကြံပေးခြင်းပါတယ်နေရတဲ့ဗုဒ္ဓဘုသားသမီးတို့ရဲ့ကံစားတာမှာချစ်ချင်းမြတ်တာနဲ့ပတ်သက်ပြီးအကြက်တဲအခက်ခဲနဲ့ကြုံတွေ့ရတတ်တယ်ရုပ်မှာကောက်ကျစ်တဲ့ဘဝလက်တွဲပေါ်တွေကြောင့်အစင်မပြေမှုတွေနော်ကိုရင်ထဲမှာဘလောက်ပဲထဲထားအဲ့တော့ကိုကောက်ကျစ်ဆင်းလဲတဲ့သူတွေကိုပေါ်ထင်လွဲတဲ့ဟာမျိုးတွေနဲ့ကြုံတွေ့နိုင်တယ်ဗျာအိမ်အောင်ရင်းနဲ့ပတ်သက်ပြီးလို့ရှင်တော့စကားပြောဆိုနဲ့ပတ်သက်ပြီးအစင်မပြေမှုတွေဖြစ်တယ်ကိုကစဉ်းစားတာတစ်မျိုးသူကတွေးတာတစ်မျိုးအတွေးခေါ်ခြင်းအစမတူတာမျိုးအဲ့တော့သဘောထားကွဲလွဲမှုတွေဖြစ်တတ်တယ်။နောင်ရေးအတွက်သေတပံတရဆုံးဆိုတဲ့ဟာမျိုးတွေအတွက်ကိုသူ့ဘက်ကစပြီးတော့ကိုယ်စိတ်ဒုက္ခပေးတာမျိုးကြုံတွေ့ရတတ်တယ်။ဒါကအိမ်အောင်ရေးနဲ့ပတ်သက်ပြီးပေါ့လေနော်။ကဲအဲ့တော့အစမှာတော့ကိုယ်ကဖြစ်ချင်တာအိမ်အောင်ရေးနဲ့ပတ်သက်ပြီးတာယာဖို့ပေါ့နော်။တကယ်တမ်းကျတော့အဲ့လိုမျိုးမဟုတ်ဘူးဆိုတဲ့ဟာမျိုးတွေလာတတ်တယ်။အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ရင်ထဲမှာတွေးထားတဲ့ဟာလေးကိုတော့ကြနာနာအောင်မြင်အောင်ဖြစ်အောင်လုပ်ပါလို့အကြံပေးချင်ပါတယ်။ဒီဝါသနာပါလို့ထီထိုးခြင်းနဲ့မိတ်ဆွေများဖို့ကတော့တောက်ရည်ကွက်တွေထားတဲ့နားမှာရှားကြည့်ပါအဲ့နေရာမှာမိတ်ဆွေတို့အကျိုးပေးသောကဏ္ဍတစ်စုံတရာတွေ့ရပါလိမ့်မယ်ညံ့နာတွေပြေပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရရအနေနဲ့ကတော့ခရီးသွားမဲ့သူခရီးစိတ်လမ်းစိတ်စားစိတ်လူတန်းချင်းအဖြစ်အညံ့နေအားလုံးပြေပြောက်သွားပါလိမ့်မယ်လို့ပြောရင်ကျွန်တော်ရဲ့တပတ်စာပေးတင်ကိုဒီမှာပဲညီကုန်းချုပ်ပြရစီကျွန်တော်ကျော်စိန်ဖန်ပါဗုဒ္ဓဘုသားသမီးရောက်တိုင်းကျမ်းမာချမ်းသာလိုအပ်ဆန္ဒပြုရပါစေကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့ဒီမှာပါပဲဂျာတာပရိသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါဂျာတာပရိသားသမီးတွေအတွက်4ရက်12လ2025မှာ10ရက်12လ2025ထိပဲဖြစ်ပါတယ်ဂျာတာပရိသားသမီးတွေရဲ့ယင်ထဲမှာကိုယ့်ရဲ့မျှော်လင့်ချက်ရည်ရွယ်ချက်ရင်းရိုင်တိမ်းဆောင်လွဲချော်မှာကြောက်တယ်အဲ့တော့ရည်ရွယ်တဲ့အတိုင်းအောင်မြင်အောင်လုပ်မယ်ဆိုတဲ့အတွေးတွေကြာဆုံးလို့တော့မဖြစ်ဘူးလွဲချော်လို့တော့မဖြစ်ဘူးဆိုတဲ့အတွေးတွေအခုယင်ထဲမှာဖြစ်ပေါ်နေရတတ်တယ်ဘလို့အခြေအနေမျိုးပဲဖြစ်ဖြစ်ကိုတော့ရအောင်စူးစမ်းမယ်ဟဲ့ဆိုတဲ့အတွေးမျိုးတွေယင်ထဲမှာများနေပါတယ်စဉ်းစားနေပါတယ်မျောလင်းတောင်းတရည်ရွယ်ချက်ကငွေကြေးများများဆဆရရှိဖို့တဖြည်းဖြည်းနဲ့စုဆောင်းဖို့တဖြည်းဖြည်းနဲ့အောင်မြင်အောင်လုပ်ဖို့ဘလောက်ပဲအခက်အခဲရှိဘလို့အခြေအနေမျိုးပဲရောက်ပုံမှန်ဝင်ငွေလေးနဲ့ရှေ့ဆက်နိုင်အောင်ကြိုးစားဖို့ကိုဒါကိုယ့်ရဲ့ရင်းထဲမှာမျောလင်းတောင်းတနေပါတယ်အဲ့တော့မိုးရွာတာတွေနေပူတာတွေသူမလိုချင်ဘူးအဲ့တော့ဒါကသူ့ရဲ့သဘာဝပဲအဲ့တော့ငဖြစ်အောင်လုပ်ရမှာငါတာဝန်ပဲဆိုတဲ့မျောလင်းချက်နဲ့ရှေ့ဆက်ဖို့ကိုဒါကိုယ့်ရဲ့ရင်ထဲမှာမျောလင်းတောင်းတနေပါတယ်မမျောလင်းမဲ့ဂျာတာပရိသားသမီးတွေဘယ်လိုဟာမိုးကြုံမလဲနေရတကဩစာအာနာပေးဆရာလုပ်တဲ့သူတွေကြောင့်စိတ်ဒုက္ခဖြစ်စရာမျိုးကြုံတွေ့ရတတ်တယ်စိတ်ညစ်စရာအနေနဲ့ကတော့ကံဆိုးတာတွေလာမှတွေးပြီးစိုးရိမ်နေအဲ့ဒီအတွက်ကြောင့်စိတ်ညစ်နေရတတ်ပါတယ်ငယ်ရွယ်တဲ့ဂျာတာပရိသားသမီးတွေကံစားတာမှာဆိုလို့ရှင်တော့လက်ရှိနေရာကိုစွန့်ခွာပြီးတော့နောက်ထပ်အောင်မြင်မဲ့နေရာအေးချမ်းမဲ့နေရာကိုယ့်အတွက်စီးပွားဥစ္စာအဆအရာဖြစ်ထွန်းမဲ့နေရာတစ်ခုကိုခြေဆန့်ခြင်းနဲ့ရောက်အောင်သွားခြင်းနဲ့ကြိုးစားခြင်းနဲ့လက်ရှိနေရာကိုကြောခိုင်းခြင်းနဲ့အဲ့ဒီအတွေးတွေဝင်နေရတတ်တယ်အခြေရတဲ့ပတ်သက်တော့ငယ်ရွယ်တဲ့သူများဖို့ကတော့နီးလေးရဲ့နဲ့ဝေခတ်စိမ့်လေးဆိုတဲ့ဟာမျိုးတွေဒီကာလအတွင်းမှာပုံဖော်သွားတာမျိုးကြောက်ရောက်သွားတာမျိုးဖြစ်ပေါ်တတ်ပါတယ်အိမ်အောင်ရှင်ဂျာတာပရိသားသမီးများဖို့ကတော့ကိုချစ်ရတဲ့သူတွေနဲ့ပတ်သက်ပြီးမကြေမချမ်းဖြစ်တဲ့ဒေါသထွက်တဲ့ဝမ်းနေတဲ့စိတ်ထိကြိုက်တယ်
အဲ့ဒီအတွက်ကြောင့်ပြန်လဲမပြောချင်တော့ဘူးဆိုတဲ့ပုံစံမျိုးဖြစ်ပေါ်တတ်တယ်နင်းဟာနေလှုပ်ချင်တာလို့အဲ့တော့နင်းကိုဘာမှမပြောတော့ဘူးဆိုတဲ့ပုံစံမျိုးသူကတက်ရောက်နေတယ်အဲ့ဒီအတွက်ကြောင့်တချို့ဟာတွေကပြောတဲ့နာပြောပါမပြောတဲ့နာမပြောပါနဲ့စဉ်းစားပါတိုင်ပင်ပါလို့အကြံပေးခြင်းပါတယ်မိမိသဘောနဲ့မိမိဘယ်အရာမှလွယ်မဆုံးဖြတ်ပါနဲ့အမှားကြီးမှားသွားတတ်ပါတယ်ဒေါသကိုမေတ္တာနဲ့ထိန်းကြည့်လိုက်ပါဒီဝဒနာပါလို့ထီထိုးခြင်းနဲ့မိတ်ဆွေများဖို့ကတော့အဝေးတနေရာကမင်္ဂလာဆောင်ဖိတ်စာအလှအဲ့ဒါလိုဟာမို့မင်္ဂလာရှိသောစာရွက်စာတမ်းများရဲ့အပေါ်မှာရှားကြည့်ပါအဲ့ဒီအပေါ်မှာမိတ်ဆွေအတွက်အကျိုးပေးသောကဏ္ဍတစ်စုံတည်းတွေ့ရမြင်ရပါလိမ့်မယ်ကဲညံ့တာတွေပြေပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရရအနေနဲ့ကတော့ကိုယ့်အိမ်မှာရှိသောအိမ်အဟောင်းအိုးအပေါက်အဲ့ဒါလိုဟာမို့တစ်ခုခုကိုအမိုက်ပုံအဲ့တော့တင့်တော်တဲ့နေရာကိုပြစ်လိုက်ပါပြစ်တဲ့အခါမှာပါဇက်ကပြောမယ်ငါတန်နေခမ်းငါမှရှိနေတော့ညံ့နေအားလုံးဒီအိတ်အဟောင်းနဲ့တူဒီအိုးအကွဲနဲ့တူဒီအိုးအပေါက်နဲ့တူတခါလဲပါသွားစေတနင်္ဂနွေနဲ့တခုခုအဆုပ်ပေါ့နော်အိုးတို့နော်အိတ်တို့အဲ့ဒါလိုဟာမျိုးတခုခုကိုစွန့်လိုက်အဲ့ဒီချင်းကနေစတင်ပြီးတော့ကံအကောင်းကြီးကောင်းသွားပါလိမ့်မယ်ကဲဒီလောက်ပါပဲကျွန်တော်မိတ်ဆွေကြာတာလေးသားသမီးရောက်တိုင်းကျမ်းမာချမ်းသာလူဝဆန္ဒပြေဝပါစေလို့ဆန္ဒပြုမေတ္တာပို့ပါတယ်ကျွန်တော်ကြော်စရင်ဖန်ပါကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့ဒီမှာပါပဲတောက်ကြသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါတောက်ကြသားသမီးတွေအတွက်4ရက်12လ2025မှာ10ရက်12လ2025ဒီပဲဖြစ်ပါတယ်တောက်ကြသားသမီးတွေရဲ့ယင်ထဲမှာကုတဲ့ငရွယ်တဲ့သူတွေရဲ့ပညာရေးဝါသနာအစစအရာကိုတက်နိုင်သမျှပံ့ပိုးဖို့ကူညီဖို့ကိုချင်းစာနာစိတ်နဲ့နောင်ရေးအတွက်အစဉ်ပြေဖို့အဲ့တော့ကုဘဝနဲ့တိုင်းတာပြီးနှိုင်းဆပြီးတော့သူတို့ကိုစိတ်ချမ်းသာအောင်လုပ်ပေးဖို့ဒါစဉ်းစားတွေးတောနေတယ်မျော်လင့်တောင်းတရည်ရွယ်ချက်ကတက်နိုင်သမျှငါအတွက်ဆိုတဲ့ဟာမျိုးမစဉ်းစားဘဲနဲ့ကျန်တဲ့သူတွေအတွက်စဉ်းစားတာမျိုးတကူကောင်းမဆန်ဘဲနဲ့မေတ္တာကရုဏာကြီးမားစွာရှေ့ဆက်နိုင်ဖို့ကိုဒါကိုယ့်ရဲ့ရင်ထဲမှာတောက်ကြသားသမီးတွေမှာမျော်လင့်တောင်းတနေပါလေတောက်ကြသားသမီးတွေမမျော်လင့်ပဲဘယ်လိုဟာမိုးကြုံမလဲအကြောင်းအမျိုးမျိုးကြောင့်ရပ်ဆိုင်ထားတဲ့အလုပ်တွေပြန်လဲလုပ်ကြရမယ်ကွဲကွာခဲ့တဲ့သူတွေနဲ့ပြန်လဲစုံစည်းမယ်မတွေ့တော့ဘူးမစုံတော့ဘူးဆိုတဲ့လူတွေနဲ့ကောင်းသောစုံခြင်းမျိုးတွေစုံတဲ့ကြောင်းပါလေဗျာကျမ်းမာရေးနဲ့ပတ်သက်ပြီးညံ့နေရင်လည်းဒီကာလအတွင်းမှာတိတိတသာကိုထူးခြားကောင်းမွန်ခြင်းဆိုတဲ့အဖြစ်မျိုးတွေကြုံပါလိမ့်မယ်ကဲကန်ဆာတာညံ့နေတဲ့ပတ်သက်လို့ရှိရင်ဘာလဲဆိုလို့ရှိရင်ကိုလှုပ်တဲ့ပြဿနာကိုသူများလှုပ်တဲ့ပြဿနာတွေကြောင့်ကို့မှာစိတ်ညစ်စရာတော့အနည်းငယ်ရှိနေဦးမယ်လို့ပြထားပါတယ်ငယ်ရွယ်တဲ့တောက်ကြသားသမီးတွေကန်ဆာတာမှာဆိုလို့ရှိရင်တော့ချစ်ချင်းမြတ်တာနဲ့ပတ်သက်ပြီးအထီးကျန်မှုကြုံမယ်အလုံးလုံးတဲ့အခါမှာဘဝနောင်ရေးအတွက်ဘယ်ကောင်ကကုသိုလ်ဘယ်ကောင်ကအကုသိုလ်ဘယ်ကောင်ကလှုပ်တင်တယ်ဘယ်ကောင်ကမလှုပ်တင်ဘူးရဲ့လို့ကြကြနနပိုင်နိုင်ဆုံးဖြတ်ရတာမျိုးစဉ်းစားရတာမျိုးတွေဖြစ်ပေါ်တတ်ပါတယ်ကိုယ့်ရဲ့ခေါင်းထဲမှာဝင်တော့ဝင်ဖို့ကြီးဒါတော့မှားတယ်ဒါတော့မှန်တယ်ဆိုတဲ့အတိတရားဉာဏ်လင်းပွင့်သွားတာမျိုးဝင်တော့ဝင်ဖို့တွေကိုတက်တောင့်တက်တာနဲ့ဘဝမှာအောင်မြင်အောင်ကြိုးစားနိုင်တာမျိုးတွေနေရတဲ့သူများဖို့ကြုံပါလိမ့်မယ်ဖြစ်ပါလိမ့်မယ်အိမ်တော်ရှင်မိတ်ဆွေများဖို့ကတော့မကြခင်မှာကိုယ့်အိမ်ကိုဧည့်သည်တယောက်ရောက်မယ်အဲ့ဒီဧည့်သည်တယောက်ရောက်ပြီးတဲ့အခါမှာအဆဆရာအဆင်ပြေသွားမယ်မေတ္တာရေးရတွေစီးပွားရေးနဲ့ပတ်သက်ပြီးအိမ်တော်ရေးတာယာမှုနဲ့ပတ်သက်ပြီးအားလုံးအဆင်ပြေကိုကေသွားပါလိမ့်မယ်အဲ့တော့ငွေရွယ်တဲ့သူတက်ကြွတဲ့သူကိုယ့်ရဲ့ကောင်းကျိုးကိုကြည့်ရှုတဲ့သူမျိုးတွေကြောင့်ဘဝမှာအဆဆရာအဆင်ပြေသွားနိုင်ပါလိမ့်မယ်ဒါကအိမ်တော်ရေးနဲ့ပတ်သက်ပြီးအကြောင်းအရာပေါ့နော်ထီဝဒနာပါလို့ထီထိုးခြင်းနဲ့မိတ်ဆွေများဖို့ကတော့ဒီကာလအတွင်းမှာအစင်မပြေလို့တယောက်နဲ့တယောက်လမ်းခွဲတဲ့နော်ချစ်သူစုံလွဲအဲ့ကိုနဲ့တီးတဲ့လူတွေရဲ့ဖုန်းနံပါတ်ပေါ့နော်တယောက်နဲ့တယောက်အစင်မပြေလို့ကွဲသွားတဲ့သူတွေရဲ့ဖုန်းနံပါတ်ကိုအကြောင်းပြုပြီးတော့ဒီကနန်းအဖြစ်ရွေးချယ်လိုက်ပါမိတ်ဆွေအတွက်ကံကောင်းခြင်းဆိုတာရောက်လာပါလိမ့်မယ်ညနာတွေပြေပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရရအနေနဲ့ကတော့ခွေးများကိုအစာအာဟာရကျွေးမွေးခြင်းအပြင်အညံ့တွေအားလုံးပြေပြောက်ကောင်းမွန်သွားပါလိမ့်မယ်ကဲကျွန်တော်ကျော်စိန်ဖန်ပါကျွန်တော်မိတ်ဆွေတောက်ကြသားသမီးရောက်တိုင်းကျမ်းမာချမ်းသာလိုအပ်ဆန္ဒပြီးွားပါစေရလို့ဆန္ဒပြုမေတ္တာပို့ပါတယ်ဗျာအားလုံးဆက်ဆက်ရအဆင်ပြေပါစေကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့ဒီမှာပါစနေသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါစနေသားသမီးတွေအတွက်4ရက်12လ2025မှာ
10 ရက် 12 လ 2025 ထိပဲဖြစ်ပါတယ်စနေသားသမီးတွေရဲ့ရင်ထဲမှာငယ်စဉ်တောင်ကြီးခလေးဘွားကတန်ရောစင်ဖြစ်ရတဲ့သူတွေနဲ့ပတ်သက်ပြီးတက်နိုင်မြအကူအညီတောင်းဖို့အဲ့တော့ရင်တွေဖွင့်ဖို့ပြောစရာရှိတာတွေပြက်ပြက်သားသားပြောဖို့အဲ့ဒါလိုအကြောင်းအရာတွေကိုအခုရင်ထဲမှာစဉ်းစားတွေးတောနေတယ်ကျေးဇူးတရားတွေထောက်ထားပြီးတော့အစဉ်ပြေအောင်လုပ်ဖို့ကြိုင်ဖို့ကိုလည်းဒါစဉ်းစားတွေးတောနေတယ်တစ်ဖက်ကလည်းကိုယ့်ကိုဘယ်သူဟာများချောင်းမြောင်းပြီးဒုက္ခပေးနေတယ်ဘယ်သူဟာများမကောင်းဘူးလဲဘယ်သူဟာများငါ့ကိုဒုက္ခပေးအောင်မလဲဆိုတဲ့အတွေးမျိုးတွေလည်းစိုးရိမ်စိတ်တွေဝင်နေတတ်တယ်အခုမမျော်လင့်မဲနဲ့ဘယ်လိုဟာမျိုးမျော်လင့်တောင်းတရည်ရွယ်ချက်ကတော့ငယ်ရွယ်တဲ့သူတွေအတွက်သားသမီးအတွက်အဲ့တော့အဆဆအရာရာသူတို့ဒီရဲ့နောင်ရေးအတွက်ကိုပဲကိုယ်မှာစူဆောင်းဖို့စူးစမ်းပေးဖို့သူတို့အစဉ်ပြေအောင်ကိုယ်မှာတတ်နိုင်သမျှဖြည့်ဆည်းပေးဖို့စူးစမ်းပေးဖို့ဒါမျော်လင့်တောင်းတနေပါတယ်မမျော်လင့်မဲနဲ့ဘယ်လိုဟာမျိုးကြုံမလဲဘေးချက်နဲ့ကြအကြက်တဲတွေကြုံတွေ့ရတတ်တယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်ပေါ်နေရတတ်တယ်စိတ်ကောလူရောပင်ပန်းနွမ်းနေမှုတွေဒီကာလအတွင်းမှာကြုံတွေ့ရတတ်တယ်ဖြစ်ပေါ်ရတတ်ပါတယ်စိတ်ကြည်စရာအနေနဲ့ကတော့မလုပ်ချင်တဲ့အလုပ်တွေလုပ်ရတာမပြောချင်သောစကားတွေကိုထပ်ခါပြောရတာအဲ့တော့ကိုယ့်အတန်ပဲလူကြားတယ်တစ်ဖက်လူဆိုးတာဘယ်သူမှမသိဘူးအဲ့ဒီအတွက်ကြောင့်ကိုယ်မှာစိတ်ဒုက္ခအကြီးကျယ်ဖြစ်ပေါ်နေရတတ်ပါတယ်ငယ်ရွယ်တဲ့စနေသားသမီးတွေကန်ဆာတာမှာဆိုလို့ရှိရင်တော့အချစ်စစ်ချစ်မှမေတ္တာစီမေတ္တာမှန်နဲ့မကြုံရဘူးကိုယ့်ရဲ့ဘဝမှာကလိန်ကချစ်တွေလိန်ညာမှုတွေဟန်ဆောင်မှုတွေလှည့်ပြားမှုတွေအဲ့လိုဟာမျိုးတွေနဲ့ကြီးပဲတောက်လျှောက်ကြုံရတဲ့အတွက်ကြောင့်နောက်ထပ်ချစ်ရမှာနောက်ထပ်တန်ရောစင်တွေ့တာရမှာတွေကိုအရန်ကြီးစိုးရင်ကြောင်းကြမှုတွေများနေတတ်တယ်မချေရတော့ဘူးဆိုတဲ့ဟာမျိုးဖြစ်ပေါ်တတ်ပါတယ်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်အချစ်စစ်ချစ်မှမေတ္တာစီမေတ္တာမှန်ကြုံကျင်တယ်ဆိုလို့ရှိရင်တော့ဂျင်းတဲ့ပုံမှာမိထွန်းပါအချစ်စစ်ချစ်မှမေတ္တာစီမေတ္တာမှန်ပဲငါ့အပေါ်ကောင်းမဲ့သူပဲလာပါစေစုံပါစေငါ့အပေါ်ယုံမာတဲ့သူဆိုချက်ချင်းဝေးပါစေဆိုပြီးအဲ့တိုင်းကိုကနေပြောပြီးတော့အဲ့ဒီပုံမှာမိထွန်းဂျင်းတဲ့ပုံမှာမနက်တခါညတခါထွန်းနော်ဘယ်နည်းရထုံးမလဲဆိုအစဉ်ပြေတီထွန်းအိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့ပူပင်တော့ကအစိုးဖို့သမျှဒီချိန်ကနေစတင်ပြီးတော့ပပျောက်သွားပါလိမ့်မယ်အဲ့တော့အရန်ตายာနေတဲ့သူများဖို့ကတော့တတိထားရုတ်တရက်မှုန်တိုင်းတွေဝင်တတ်တယ်အဲ့ဒီအတွက်ကြောင့်စိုးရင်တော့ကပူပန်မှုတွေများနေတဲ့အိမ်အောင်ရှင်များဖို့ကတော့ပန်းခင်းသောလမ်းကိုရှောင်လန်းရတယ်လို့မျိုးအဲ့တော့လေမုန်တိုင်းပြီးကစားနော်လေပြေလေချင်းလေးတွေနဲ့တတရဖြတ်တတ်နိုင်ပါလိမ့်မယ်ကျမ်းမာရေးစိုးစိုးဝါးကြုံနေတဲ့အိမ်အောင်ရှင်များကလည်းဒီကာလအတွင်းမှာရုတ်တရက်ကျမ်းမာရေးနဲ့ပတ်သက်ပြီးအကောင်းကပရိပိန်းကြရွက်ပေါ်ရေမတင်တကဲ့သို့ဖြတ်ခနဲ့ဆိုပြီးတော့ကွက်ခနဲ့ကောင်းသွားပါလိမ့်မယ်ကဲဒါကတော့ဝမ်းသာစရာပါပဲဒီဝဒနာပါလို့ထီထိုးခြင်းနဲ့စနေသားသမီးများဖို့ကတော့ထိုင်ကုန်နေရဲ့အောက်မှာရှားကြည့်ပါညနာလေးပြေပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရရအနေနဲ့ကတော့အဖြူရောင်အပွင့်ပါသောပန်းများကိုအလှပန်းကိုထိုးခြင်းလူတန်းခြင်းအဲ့လိုဟာမျိုးလှုပ်ခြင်းအပြင်အညံ့နေအားလုံးပြေပြောက်ကောင်းမှုပြီးတိတိတတ်တာလက်လာပါရှင်လန်းသွားပါလိမ့်မယ်လို့ပြောရင်ကျွန်တော်ရဲ့တပတ်စာဘေးတင်ဟောပြောမှုကိုဒီမှာပဲဒီကုန်းချုပ်ပြရစီကျွန်တော်ကြော်စိမ့်ဖန်ပါကျွန်တော်ရဲ့ဖုန်းနံပါတ်ကဒီမှာပါအဲ့ဒီဖုန်းနံပါတ်ကိုဆက်ပြီးပေးမေးလို့ရပါတယ်ကဲစနေသားသမီးရောက်တိုင်းကျမ်းမာချမ်းသာလိုအပ်ဆန္ဒပြုပါပါစေ